အားလုံးကိုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့ကအလိုတော်ကိုဝန်ခံပါဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်အားဖြင့်အတူတကွခွန်အားယူရအောင်တမန်ကျမ်းစာတစ်ပိုက်ကိုကျွန်တော်အနေနဲ့ဖတ်လိုပါတယ်ရှမတဲ့ခရစ်ယာန်အခန်းကြီး26အပိုင်းငယ်39နောက်ဆုံးအပိုင်းလေးကိုဖတ်ချင်ပါတယ်တို့တော့လေကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနဲ့ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေတော့ဟုဆုတောင်းတော်မူ၏ဒီအချက်ကယေရှုခရစ်တော်ဖခင်ဆုတောင်းခဲ့တဲ့အချက်လေးဖြစ်ပါတယ်ဘလို့ဆုတောင်းခဲ့တယ်လဲဆိုရင်သူ့ရဲ့အလိုအတိုင်းမဖြစ်ဖို့ဖခင်သခင်ခမဲတော်ဖခင်သခင်ရဲ့အလိုတော်အတိုင်းဖြစ်စေဖို့ဆုတောင်းခဲ့တာဖြစ်ပါတယ်ယေရှုခရစ်တော်ဖခင်ဆုတောင်းခဲ့တဲ့အရာကိုကြည့်တဲ့အခါမှာသူ့ရဲ့အလိုဆန္ဒလည်းသူ့ထဲမှာများစွာရှိတယ်ဆိုတာကိုတွေ့ရပါတယ်။သူဖြစ်ချင်တဲ့အရာကတခြားဖြစ်ပါတယ်တခြားဖြစ်ပါလိမ့်မယ်။ဒီနေ့ဖခင်သခင်အလိုတော်ရှိတဲ့အရာကိုသူပါလဲဝန်ခံခဲ့တာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာတင်ဖြစ်ချင်တဲ့အရာတင်မျော်လင့်နေတဲ့အရာကတခြားဖြစ်နေပါလိမ့်မယ်။ဖခင်သခင်ကျွန်တော်တို့ရဲ့အတ္တထဲမှာဖြစ်စေချင်သောအရာကတခြားဖြစ်ပါတယ်။ဖခင်ရဲ့အလိုတော်နဲ့ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့အလိုဟာမတူပါဘူး။ဒါကြောင့်လည်းချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့ရဲ့ရွေးချယ်ရမယ့်အရာကဖခင်ရဲ့အလိုတော်ကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ဖခင်သခင်ရဲ့အလိုတော်ကိုရွေးချယ်ပြီးမှဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့ဖြစ်ပါတယ်။ဒီနေ့ဖခင်ရဲ့အလိုတော်ကိုဝန်ခံတဲ့အထူအရောက်ချင်းတိုင်းအတ္တထဲမှာဘယ်တော့မှဝမ်းနည်းခြင်းနဲ့မကြုံစေရပါဘူး။လက်ရှိအခြေအနေမှာတော့ကြည့်မကောင်းဖြစ်ခြင်းဖြစ်ပါလိမ့်မယ်။လက်ရှိအခြေအနေမှာတော့လူများပြောเสียဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ခမဲတော်ဖခင်တခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုရင်တင်စိတ်ချယုံကြည်စွာဖခင်ရဲ့အလိုတော်ကိုဝန်ခံပါ။တင်အတွက်ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့ယေရှုခရစ်တော်ဖခင်ကခမဲတော်ဖခင်တခင်ရဲ့အလိုတော်ကိုဝန်ခံလိုက်တဲ့အချိန်မှာဒီနေ့လောကမှာရှိတဲ့လောကလူသားအားလုံးအတွက်ကောင်းချီးမင်္ဂလာဖြစ်ခဲ့ပါတယ်။လောကမှာရှိတဲ့လောကလူသားအားလုံးအပြစ်မှလွတ်ခြင်းအခွင့်ဖြစ်လာပါတယ်။ဒါဟာဘာကြောင့်လဲဆိုရင်ယေရှုခရစ်တော်ဖခင်ကသူ့ရဲ့အလိုတော်ကိုညှင်းပယ်ပြီးမှခမဲတော်ဖခင်သခင်ရဲ့အလိုတော်ကိုဝန်ခံခဲ့သောကြောင့်ဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာလည်းတင်ဖြစ်ချင်နေတဲ့အရာတင်မျော်လင့်ထားတဲ့အရာတင်ဆန္ဒရှိတဲ့အရာတွေများစွာရှိပါလိမ့်မယ်တင်ထင်ထားတဲ့အရာတွေတင်မျော်လင့်ထားတဲ့အရာတွေများစွာရှိပါလိမ့်မယ်ဒါပေမဲ့တင်မျော်လင့်ထားတဲ့အရာတင်ဖြစ်ချင်တဲ့အရာတွေကခမဲတော်ဘုရားသခင်ရဲ့အလိုတော်နဲ့လွဲနေမယ်ဆိုရင်တင်ဒီအရာကိုဖျက်တောက်လိုက်ပါဖခင်သခင်ရဲ့အလိုတော်နဲ့အညီတင်းရဲ့အတ္တကိုဝန်ခံပါဒီနေ့ယုံကြည်သူအယောက်ချင်းတိုင်းရဲ့အတ္တထဲမှာအတိကအရေးကြီးသောအရာဟာဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့ဖြစ်တယ်ဒီနေ့ဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့လို့ပြောတဲ့အခါမှာတချို့သောအရာတွေမှာဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့အင်မတန်မှလွယ်ကူပေမဲ့တချို့သောအရာတွေမှာဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့အတွက်အင်မတန်မှခဲယဉ်တဲ့အရာတွေရှိပါတယ်ယေရှုခရစ်တော်ဖခင်ကလည်းလဝကတိုင်ပေါ်မှာသူ့ကိုအသေးခံဖို့ကဖခင်ရဲ့အလိုတော်ဖြစ်တယ်ခမဲတော်ဖခင်ရဲ့အလိုတော်ဖြစ်တယ်ဒါပေမဲ့သူဆုတောင်းခဲ့တဲ့အရာကဤခွက်သည်အကျွန်ုပ်ကိုလွန်နိုင်ရင်လွန်သွားပါစေတော့လွန်နိုင်ရင်လွန်သွားပါစေဒီအဖြစ်အပျက်ဒီအခြေအနေကသူနဲ့လွန်နိုင်ရင်လွန်သွားပါစေဒါကသူ့ရဲ့အလိုဖြစ်တယ်သူ့ရဲ့ဆန္ဒဖြစ်တယ်ဒါပေမဲ့သူဘာပြောတယ်လဲဆိုရင်တို့တော့လည်းကျွန်တော်အလိုရှိတဲ့အတိုင်းမဖြစ်ပါစေနဲ့ကိုတော်အလိုရှိတဲ့အတိုင်းဖြစ်ပါစေတော့ဆုတောင်းတော်မူ၏သူ့ရဲ့အလိုဆန္ဒကိုညှင်းပယ်ပြီးမှခမဲတော်ဖခင်ရဲ့အလိုဆန္ဒကိုဝန်ခံလိုက်တဲ့အချိန်မှာဒီနေ့တင်နဲ့ကျွန်တော်အပါအဝင်လောကထဲမှာရှိတဲ့လူသားတိုင်းအပြစ်မှလွတ်ဖို့အတွက်ကယ်တင်ခြင်းယေရှုတရားကိုဖြစ်စေခဲ့တာဖြစ်တယ်
ဒါကြောင့်ဒီနေ့တင်းနဲ့ကျွန်တော်လောကထဲမှာအသက်ရှင်နေတဲ့အရာကလည်းဖခင်ရဲ့အလိုတော်ကိုဝန်ခံပြီးမှတင်းနဲ့ကျွန်တော်အားဖြင့်လောကမှာရှိတဲ့လူသားတိုင်းဟာဖခင်ရဲ့ဂျေဇုတော်ကိုခံစားရဖို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အရောက်ချင်းစီတိုင်းမိမိရဲ့အလိုဆန္ဒကိုညှင်းပယ်ပြီးမှဖခင်သခင်ရဲ့အလိုဆန္ဒအတိုင်းအသက်ရှင်ရအောင်လို့နှုတ်ကပတ်တော်အားဖြင့်ဒီများလောက်ဝင်ကတိုက်တွန်းခွန်အားပေးပါတယ်။အရောက်ချင်းစီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ။